အားလုံးပဲမင်္ဂလာပါဆရာမတော့ဆရာမပုံညာကလေးအနေပဲဖြစ်ပါတယ်เนาะဆရာမရဲ့ဒီလက္ခဏာပညာပေး post တွေကိုကြည့်ကြည့်ရင် YouTube channel ဒါမှမဟုတ်လို့ရှိရင်ဆရာမရဲ့ Facebook ပင် post လုပ်ထားတဲ့နေရာကနေပြီးတော့ကြည့်လို့ရရเนาะဒီနေ့မှာတကယ်လက္ခဏာပုံအစစ်တွေနဲ့ဥကောင်းလန်းကျောင်းမှာရှိတဲ့ကျွန်းတွေအကြောင်းကိုပြောပြပေးပါမယ်ဒီမှာဆိုရင်ဥကောင်းလန်းကျောင်းရဲ့ဒီကြာရပတိချိုခုံအောက်မှာသူကကျွန်းရှိတယ်ပေါ့နော်ဒီလိုနေရာမှာကျွန်းရှိလို့ရှိရင်ဘာဖြစ်တယ်လဲဆိုရင်ဘဝအစပိုင်းကအရန်ခက်ခဲဒုက္ခရောက်ပြီးတော့အဲ့ဒီခက်ခဲဒုက္ခရောက်မှုကြောင့်စိတ်မှာပြန်ပြီးတော့ဖြေဆယ်လို့မရတော့အောင်စိတ်တော့ကတွေဖြစ်ရတာမျိုးပြတယ်နောက်ကြည့်အောင်နော်ဒီမှာဆိုရင်ဥကောင်းလန်းကျောင်းမှာပဲကျွန်းရှိတာဒါပေမဲ့ဒီကျွန်းဒီလက်ခလေရဲ့အောက်ဖြစ်တဲ့စနေချိုခုံအောက်မှာရှိတဲ့အတွက်ကြောင့်မလို့ဒီလိုလက္ခဏာရှင်တွေဒီစိတ်တက်ကြလွယ်လိမ့်မယ် depression ခံစားရလွယ်တတ်တယ်အရင်ဆိုးတဲ့ခြေနေမှာဆိုရင်စေဝါကုသမှုတောင်ခံရနိုင်တဲ့ဆိုတဲ့ခြေနေမျိုးပြတယ်ပေါ့နော်နောက်တစ်ခုကြည့်ရအောင်ဟောဒီမှာလဲဥကောင်းလန်းကျောင်းမှာရှိတဲ့ကျွန်းပဲဒါပေမဲ့နေရာကွာသွားပြီဒီလက်တကြွယ်ရဲ့အောက်တနင်္ဂနွေဂျိုခုံမှာရှိတယ်အဲ့ဒါဆိုလို့ရှိရင်သူတို့ကစူးစိုက်မှုအားနည်းတယ်စူးစိုက်ရတဲ့အလုပ်တွေနဲ့တိတ်ပြီးအကျိုးမပေးဘူးပေါ့နော်အာယုံကြောတွေတိတ်ပြီးတော့အားမကောင်းဘူးမျက်လုံးနဲ့ပတ်သက်တဲ့ယောဂါတွေကိုဂရုစိုက်ရမယ်ပေါ့နော်ဆရာမကတော့ကျွန်းနေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေတင်ဖူးတယ်ဒါပေမဲ့တကယ်လက်ပုံတွေနဲ့အခုဆရာမမျှဝေပေးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်းကမရှားဘူးပေါ့နော်မရှားတဲ့အခါကျတော့တကယ်မြင်ဘူးဖို့လိုတယ်ပေါ့နော်ဒါကြောင့်ကျွန်းဆိုတာဘယ်လိုပုံစံမျိုးလဲမြင်ဖို့အောင်ဆရာမမျှဝေပေးခြင်းပဲဖြစ်ပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ